United စိတ်ဝင်စားနေတဲ့ကွင်းလယ်လူအင်ဒါဆန်ကက်စီမဲရိုထွက်သွားပြီးနောက်သူ့နေရာမှာအစားထိုးဖို့ကားရစ်မျက်စိကျနေတာကအင်ဒါဆန်ပဲဖြစ်ပါတယ်။ Nottingham Forest မှာတောက်ပနေတဲ့ဒီအသက်23နှစ်အရွယ်ကွင်းလယ်လူဟာ United ကွင်းလယ်အတွက်ပြည့်စုံတဲ့ကစားသမားဖြစ်လာနိုင်ပါတယ်။အင်ဒါဆန်ဟာကက်စီမဲရိုလိုမျိုးခံစစ်အထိုင်သက်ကစားသမားမဟုတ်ပဲတကယ်ပေါက်တူပေါက်ကွင်းလယ်လူပါ။တကွင်းလုံးအနှံ့ပြေးလွှားနိုင်တဲ့အဆုတ်အားပြီးတော့ United ကွင်းလယ်မှာပျောက်ဆုံးနေတဲ့ dynamic ဖြစ်မှုကိုသူကဖြည့်ဆည်းပေးနိုင်မှာပါ။သူ့ရဲ့အဓိကအားသာချက်ကဘောလုံးဆွဲထွက်နိုင်စွမ်းနဲ့ခံစစ်ကြောင်းတွေကြားထိုးဖောက်ပေးပို့နိုင်တဲ့အမြင်ပါပဲ။ Mainu Bruno တို့နဲ့အတူအမောခံနိုင်တဲ့ကွင်းလယ်အတွက်အဖက်ကိုကာရစ်ကပုံဖော်ချင်နေတာပါ။အဓိကကတော့သူဟာ Premier League မှာအသားကျပြီးသားကစားသမားဖြစ်နေလို့ချက်ချင်းအသုံးပြုလို့ရနိုင်တာပါပဲ။ကက်စီမဲရိုရဲ့နေရာမှာအင်ဒါဆန်လိုလူငယ်သွေးတစ်ကိုတုံးတာကကားရဲ့အတွက်တော့စွန့်စားမှုတစ်ခုဖြစ်နိုင်ပေမဲ့ရေရှည်အတွက်တော့ဒါဟာမှန်ကန်တဲ့ရွေးချယ်မှုဖြစ်နိုင်ပါတယ်။ပြောင်းလဲပြင်လွယ်ဖြစ်တဲ့အတွက် CN အပြင်တောင်ပန်နဲ့နပတန်းနေရာမှာပါသူကကစားပေးနိုင်ပါတယ်။ညီကိုတို့ရောဘလို့ထင်လဲကက်စီမဲရိုရဲ့နေရာမှာအင်ဒါဆန်လိုလူငယ်သွေးတစ်ကိုအစားထိုးတာကမှန်ကန်တဲ့ရွေးချယ်မှုဖြစ်မလား။အင်ဒါဆန်ကိုရောသဘောကျကြလား။ကွန်မန့်မှာဆွေးနွေးသွားကြပါဦး။